ကဲကိုရဲ့အိမ်လေးကိုပြန်ပြီးတော့ရောက်လာပါပြီပန်းလေးတွေကတော့အရင်တိုင်းပဲတစ္ဆာရှိတယ်ပွင့်မြဲတိုင်းပွင့်နေမှာကြည့်လိုက်နော်မတွေ့လားပန်းချမောင်လေးရောစက္ကူပန်းလေးတွေရောကဲအိမ်လေးရတော့ခြုံလေးနည်းနည်းဖြစ်နေပါတယ်ဟဲ့ယောက်ျားရေအေးယောက်ျားမိမအိမ်ဘယ်ရောက်သွားပြီလို့ဟမ်မိမအိမ်ဘယ်ရောက်သွားပြီလဲမိမအိမ်ဘယ်ရောက်သွားပြီလဲအမလေးဝါအမလေးငါ့အိမ်လေးမြင်ရပြီတော်ပါသေးရဲ့ဒီကပူတာမပူတာပြောတယ်မြက်ကတော့ကိုယ့်တက်ရှင်းနေတယ်ဟာမိုးရင်းလေးတစ်လနှစ်လပဲရှိသေးတယ်ဟာကြည့်ပါဦးရက်ဆက်တယ်ဟဲ့ကြည့်ပါဒီမှာဘလောက်ပင်လေးတွေကတော့ဖူးနေတယ်မကြဘလောက်ဖူးလေးတွေဘလောက်ဖူးလေးဒီမှာတစ်လနှစ်လပဲအိမ်ုံမရောက်တယ်ဟာအမလေးတော့ပါသေးရဲ့အိမ်လေးမြင်ရလို့ကဲအဲ့တော့ဒီရှုပ်နေတဲ့အခင်းကြီးကိုမနှက်ဖြန်နေစပြီးတော့ရှင်းပြီဒီကွင်းရဲ့အိမ်လေးကတော့ကျွန်မခြံနေနဲ့ခြုံနေနဲ့ဖြစ်နေလို့ရှင်းလိုက်ပြီမနေ့ကလှုပ်သမားတွေခေါ်ပြီးတော့လေလှုပ်သမားတွေခေါ်ပြီးတော့ရှင်းလိုက်ပြီရှေ့မှာလေပြောင်းခင်းရှိတယ်သိလားနောက်ပြီးကြမှာပြအောင်မယ်အမြဲတမ်းမကျတအားပွင့်လာတဲ့အဲ့ဒီတရုတ်စကားပန်းဒါပေမဲ့သူရဲ့ပွင့်ဖက်ကလေတို့တွေမြင်ဘူးတဲ့တရုတ်စကားပန်းလေးတွေကသိရမလားဟိုကလေပွင့်ဖက်ဘာခေါ်လဲကွာတိုတိုလေးတွေလေမဟုတ်ဘူး तू ကအရှိပွင့်ဖက်ပြော့မကြည့်ပွင့်ဖက်ပြော့ပြီးတော့လေအရှိမျိုးဗျ तू ကအနက်ရှိလားနည်းနည်းပဲရှိတယ်ဟိုတရုတ်စကားအဝါတို့အနီတို့ရှိပြအဝါလေအမန္တလေးမှာနော်ဤချောတွေမှာမပွင့်သေးရန်လာမနင်းစီနှစ်ယောက်အော်အလဲကအဝါနှခမ်းကပန်းရမကြည့်အောင်မကြည့်ကြားပြားလေးနော်ချစ်စရာလေးဒီမှာကြားခရမ်းရငါဝင်တော့ပွက်တိုင်းမယ်ကြားခရမ်းမှာလေဟိုကလောက်ရမယ်ကြာကန်နှစ်ကန်ရေကန်အသင့်ကြာအသင့်အဲ့လိုမျိုးဒီမှာပိန်းဆိုလေမကြည့်လိုက်စောက်လို့လေကျွန်တော်ဒီကားထပ်ပါတယ်နေရခွန်းနိုင်ထဲဟုတ်လားရေကြာလေးကလေးတို့ရေဒီကဒီနားမေးဆိုရင်အောက်ကိုနီးစကန်ဆင်းတော့မှာအီတဲ့ဒီကွန်းရေတဲ့ဒီကောင်အမြဲနှွေးပြလန်းနဲ့ကျေးဇူးများကြီးတင်ပါတယ်ဒီကောင်ကနည်းနည်းဝေးရင်ကွာစက်လုံးတွေကဝါလို့သိလားအနည်းလေးအနီးကကြည့်ထိုင်းကနေကြည့်နေတယ်ကျေးဇူးများကြီးတင်ပါတယ်ကြော်ကိုတဲ့မီတဲ့ဖိုးတာအောင်ဟုတ်တယ်မလားဖိုးကိုလင်းတဲ့နတ်စရာလေးထက်အာကာရှိုင်းမင်္ဂလာပါရှင်မင်္ဂလာပါချိုကိုနိုင်မလေးရှားနဲ့ကြည်နေတာကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးများတင်ပါတယ်နင်းစီပန်းလေးမမအရင်ကြောကျေးဇူးများကြီးတင်ပါတယ်နင်းစီပန်းလေးပန်လိုက်ပါလားသူများချမှာလှလေးလောက်တာမပန်ပါဘူးမဟုတ်တာအမသူရဲ့တင်တာပန်းပြဒီနေ့ကြိုက်တယ်နင်းစီပန်းလေးပန်လိုက်ပါလားဗျကြည့်ပန်မယ်လို့ပြောဒီနင်းစီပန်းလေးခုပေးတယ်မှာဒီမှာကြည့်အောင်ပိုင်ရှင်ကမှာနင်းစီပန်းလေးခုပေးပါတဲ့နင်းစီပန်းလေးပန်ခိုင်းလို့ပန်ပြလိုက်အဲ့ပန်လေးကြိုက်ကြိုက်လိုက်ရောက်ကြသူ့မနော်ဟိုနင်းစီပန်းလေးကိုမကြည့်အောင်ချမ်းပိုင်ရှင်ညီမတွေအကိုတွေဟိုမှာသူတို့တွေကမကြည့်အောင်ကချီနဲ့ကဲယူလာပါပြီကဲရောက်တော့ပါလေဟိုကတပွင့်ယူလိုက်လေကဲနှစ်ပွင့်ရှိတာညီမနှစ်ယောက်တယောက်တပွင့်စီ
ပန်ပါမယ်ရှင်ခုနနစ်စီပန်လေးပန်လိုက်ပါလားဆိုโอเคခဏနေနစ်စီပန်ရရှင်းနော် မွေးတယ် အေးဟုတ်ပါရောဟဲ့တကယ်မွေးတာချစ်တော်ရဲ့ဒီမှာကျန် မွေးတယ် ဟဲ့ဘာကိဦးရမွေးလိုက်တာရဲ့ ပွေးပြလိုက်လို့ ချစ်ကလေးတို့ဒီမှာကျန်သူကလေတကယ်ဒီအပေမာဝါလေအဲ့လိုအနီးအနာကွတ်နဲ့ဗရိုးရမျိုးဟလားရိုးရမျိုးတဲ့တော့ဒီမှာကျန်ရိုးရမျိုးတဲ့ရော့မဘူးဒီကျန်နေ အခုကြောင့်ဒီအဲ့ပွင့်အောင်ပါပွေးကြတယ် ကဲချစ်ကလေးတို့ပန်ပါပြီရှင်ပန်ပါပြီရှင်ဒီတချမ်းသားလေးလောက်လိုက်ကဲနစ်စီပါလေးပန်ခိုင်းလို့ပန်လိုက်ပါပြီရှင်ဒီကမကေဦးကကိုညီမလေးရပေးလို့ပါအတူတူပဲ မွေးတာ မွေးနေတော့တကယ်မွေးတာချစ်ကလေးတို့ရဲ့တော်တော်မွေးတာပါဟဲ့မျိုးကောင်းတယ်နော်ဟွာပြည့်ဂိုင်းမျိုးရှင်ပေးအောင်ကွန်နော်ဂိုင်းပွားလေကိုမျိုးလုတ်ခိုင်းတာအောင်မယ်ကိုမျိုးလုတ်ခိုင်းတာအောင်မယ်ဟဲ့တော်တော်မွေးတာပါကွယ်ဥဟာဟဲ့တော်တော်မွေးတာတော့ဟုတ်တယ်အေးဟဲ့ဘောကစိုက်ချင်တော့မကုန်ဘူးဘောကပြည့်ဂိုင်းဆက်လေးရရင်ပေးပါခြံထဲမှာစိုက်မယ်လေနော်နင်းစီပန်းလေးပန်လိုက်ပါပြီကိုကြော်လေးလားကိုကြော်လားကို KKL တဲ့နင်းစီပန်းလေးပန်ထားပါပြီရှင် ဟိုပုတ်တယ် အဒီကိုမင်္ဂလာပါတဲ့ကိုချစ်တဲ့လက်ခံပေးအောင်နော်ဟုတ်ကဲ့ကွန်ဟိုအကောင့်လေးဟိုပါဖြစ်လို့ရှိရင်လက်ခံပေးမယ်နော်ဖြုတ်ကလေးတွေလာတယ်တော့သိလား အခုပြန်ဖြုတ် ဖြုတ်ကလေးတွေလေတူမြတ်တောင်ဟိုကုန်းတို့ကြာဒီဟာလေးတွေမတ်စကာရာလေးအွန်ထားတော့အဲ့ဒါလေးတို့လေလာနာနာလာဝင်ကြီးထွက်ချီအမကောနဲ့ထိုင်းကနေချစ်ပါတယ်အန်တီပုံမင်္ဂလာပါတဲ့ ဖြစ်နေဦးတယ် ဇင်းတဲ့ သေကောမှာဆို ကိုတဲ့တော်ကွန်းရီနေကောင်းလားကောင်းပါတယ်ရှင်လင်းတဲ့ဘယ်မှာရှိနေရလဲတဲ့မေမျိုးမှာပါရှင်မေမျိုးမှာပါအန်တီအကောင့်လေးလက်ခံပေးပါအောင်လက်ခံပေးပါမယ်ချစ်ကလေးရေနော်လက်ခံပေးပါမယ်ရှင်မမတဲ့ကြောလိုက်တာခင်မြတ်ဆွေတဲ့ခင်မြတ်ဆွေရေမင်္ဂလာပါရှင်ကျေးဇူးအများကြီးတင်ပါတယ် အောက်ကြောက်တော့ကြောက် ကိုမကြတော့အကုန်လုံးချတယ် မေမျိုးကိုချစ်တဲ့ကိုချစ်ကောင်းထင်တယ်နော်ဟိုဟာလေအန်တီကွန်းပဲရောက်နေရလဲမေမျိုးမှာပါ ရှောက်ကြီးဆိုင်တယ်ဟောလာပြီဘယ်လိုလဲညာဟောလာရှိ မင်္ဂလာအထမသူထွက်ချင်ဟုတ်တယ်ထွက်ချင်လို့ရ ဥပဒေချထားပါ ပန်းတော့ပြေဆုံးသွားတာပေါ့ဟုတ်ပန်းရင်နန်းစနေတော့ဝိကြောက်ကူတို့ကြောက်ကူနေစီပန်းလေးတွေလက်ဆောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ကြီးကျဲတဲ့ကျေးဇူးများကြီးတင်ပါတယ်သားလေးမေမေကျေးဇူးများကြီးတင်ပါတယ်ဒီကောင်ကလည်းချစ်ပါတယ်ရှင်မင်္ဂလာပါအနီကိုရဲ့အမာကန်ပြိတ္တပါကျေးဇူးများကြီးတင်ပါတယ်မင်္ဂလာပါအကောင့်ပိုင်ရှင်လေးရေရင်အေး15မိနစ်အရွယ်တွေကအပေးနာရင်အေးရေကျေးဇူးများကြီးတင်ပါတယ်ဒီကောင်ကကျေးဇူးများကြီးတင်ပါတယ်နော်စပင်ကအစ်ဒီကောင်ကဟိုရှေ့မှာလေဟိုဘာခေါ်လဲပွဲတက်တစ်ခုရှိတယ်ကွာကြော်ညာရိုက်ရှိတယ်ကွာအဲ့မှာတွေကစပင်တွေကကောက်လိုက်တာအခုဒီကနေပြီးတော့ပြန်ပြီးထမင်းစားပြီးသွားပြီဆိုရင်ခေါင်းသားလျှော်ရမယ်တပည့်စပင်ကအပေါ်မှာနည်းနည်းဟိုစက်တင်မလိတ်ထားတော့အရန်ရှုပ်ပွားနေလို့ခေါင်းစွပ်လေးဆက်ထားတာမိမျိုးဆိုတော့လေအေးတယ်လीနော်အောင်နဲ့ချစ်လို့ရဒီကွန်းချစ်တဲ့အားပေးနေတယ်တဲ့ကျေးဇူးများကြီးတင်ပါတယ်တက်tom နဲ့မင်္ဂလာပါအန်တီကွန် UK ကကြည့်နေတာအိုးအဆဆရာကူးဆိုင်ပါရှင်အားလုံးစင်ပြေကြပါစေနေပူတယ်ဟုတ်တယ်နေတော့ပူတယ်ဟိုမေမျိုးကပြင်းဦးလွင်ရလေနေပူပေမဲ့လို့လေသူ့ရဲ့လေလေးတိုက်တဲ့ဥစ္စာကိုပါလေအရသာပဲခိုင်းနဲ့မင်္ဂလာပါရှင်ခိုင်းရင်မင်္ဂလာပါနော်အဲဖြုတ်ကလေးတွေလာတော့ဖြုတ်ကလေးတွေကလေတေးလေးတွေကလေမျိုးလုံးကိုဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက် ပေးရတော့ရလာ လေးရှားနေကြည်နေတယ်တဲ့ဘသူလေးပါမမကွန်လာအေယာရီတိုင်းသားလေးမင်္ဂလာပါရှင် ဘုလိုလိုက်လို့မ မကွန်အရက်ရှိလာပြီလားတဲ့စပလုံးတစ်ထောက်တော့ရှိလာပြီကလေးလေး ဟုတ်ကဲ့လွတ်လိုက် မမကွန်လာတဲ့ လိုက်လွတ် ဒီကွန်ရွေးစဲကြည်နေတာအားပေးနေပါတယ်တဲ့ ကျွန်တော်ကိုမျိုးက Grina the Batala ဟာလားချက်ကလေးဟိုဒီကောင်ကလည်းမျက်လုံးကတိတ်မမြအောင်ချန်ရှင်းပြီးပြီလားတဲ့ဟုတ်တယ်လာရှင်းတာအခုရှင်းထားတဲ့ဗီဒီယိုဖိုင်လေးထပ်တင်ပေးအောင်မယ်
မလည်းမတဲ့ပြင်ဦးလည်းမှာပါရှင်ပီကိုလေးဒါလေးကပီကိုလေးပါရှင်ပီကိုလေးပါရှင်ပီကိုလေးပါရှင်ပီကိုလေးမကြပီကိုလေးမကြပီကိုလေးမကြဟေးပီကိုမကြည့်မကြည့်တော့ပြင်းနေ အင်းနေလားတဲ့အဲ့မှာတဲ့ဟိုအရင်ဒီဇင်ဘာတို့ဇန်နဝါရီလို့လောက်တော့အဲ့လိုမျိုးကြီးတော့မအေးပါဘူး ဒီလိုကောင်း အဲ့လိုမျိုးကြီးမအေးဘူးနေလို့ကောင်းတယ်ဆိုရုံလေးဟိုရန်ကုန်တို့မန္တလေးတို့အဲ့လောက်ကြီးတော့မပူဒီပြင်ဦးနေရလေဟိုနေလို့ထိုင်လို့ကောင်းတယ်မိုးလေးညဆိုအနွေးတယ်ဝေးရတယ်ညဆိုအနွေးတယ်ဝေးရတယ်နေကောင်းလားကြီးတယ်ဟုတ်ကဲ့နေကောင်းပါတယ်ရှင်အကောင့်လေးလက်ခံပေးပါဒီနေ့ဒီလိုမကြောကြီးရရစီးတယ်ဆက်သွယ်ရ အဲ့ပဲရှိပြီမင်းဟိုတနေ့ရတယ်ဆက်ကျွန်တော်ဆက်ပါ တီကွန်းရေးတဲ့ဟင်းမချက်တော့ဘူးလားတဲ့ဟင်းကလေဟိုဟာဖြစ်တယ်ဟိုဟာပေါ့ဘာခေါ်လဲဟိုပစွန်ကြောက်ထောင်းကြော်တို့ဘာတို့အဲ့လိုမျိုးတွေစားနေပြီအဲ့တော့အထုပ်တွေပါလာတော့လေ ဆက်ပြန်လို့ ချက်စံမလို့တော့ဟောက်စားကားတွေကဥက္ကဋ္ဌတိုင်းတိုင်းကျင့်နေတဲ့အခါနဲ့ဟုတ်တယ်ချန်ရှင်းတဲ့ဥစ္စာလေးဟုတ်တယ်ဗီဒီယိုဟိုဟာချန်ရှင်းပြီးသွားတဲ့ဟာလေးတင်ပေးမယ်ရိုက်ထားပြီးသွားပြီဒီဦးနဲ့ဥက္ကဋ္ဌလည်းလင်မရလာတယ်မဟုတ်ကပောက်ကရ မောင်နှမတွေပါလို့ မောင်နှမတွေလို့ ဒီကမောင်နှမ ချစ်ရတော့မတော်တိုက်ကလာရလို့ဆို လိုက်ကြလို့အရန်ချစ် ရချစ် အမလေးတော့ ချစ်တော်လေး ချစ်တော်လေးတွေလားရှင်ချန်ရှင်းပြီးလားတီကွန်နဲ့ဟုတ်ရှင်းပြီးပါပြီရှင်အကောင့်လေးလက်ခံပေးပါ तू ကအသက်မကြီးတော့ဘူးလားတဲ့ကြီးနေတယ် तू တရိပ်နဲ့တော့ကြီးနေတယ်တရိပ်နဲ့တော့ကြီးနေတာပေါ့လို့ ဒီမှာကြည့်တော့စိတ်ကမကြည့်ဘူးစိတ်ကမကြည့်နဲ့စိတ်ကြည့်တစ်ဖက် အန်ဒီကွန်လာတယ်ကျေးဇူးများကြီးတင်ပါတယ်ဒီကွန်နာမည်ခေါ်ပေးပါမင်္ဂလာပါရှင်ဘယ်ရောက်နေတာလဲအိမ်ပြောက်သွားပြီဟုတ်တယ်အိမ်ပြောက်လို့မှချမ်းလာရှင်တဲ့ဟိုမှာအခုတော့ချန်ရှင်းပြီးသားပြီခဏကြာတင်ပေးမယ်ဒီကွန်းရေးတဲ့အများအားပေးနေတယ်တဲ့ဒီကွန်းအသက်ကလည်း28နှစ်ဆိုတဲ့ဒီကွန်းအသက်ကလည်း28နှစ်ဆိုတဲ့82နှစ်ပါရှင်မဲမကောနဲ့ညီမကိုစာမပြန်ဘူးတဲ့ဟဲဘယ်သူတော့ miss တဲ့မျက်လုံးကလည်းမမြင်တော့သိလားအဲ့မြေစကလုံးတွေဟိုမှာပြသူတို့ကနာမည်ခေါ်ခိုင်းတဲ့ချိန်ကြရင်လေအဲ့နာမည်ကြရင်အဲ့လိုပြူးပြီးကြည်ရတယ်အဲ့ဒီဟာလေးတွေကမမကိုမင်္ဂလာပါတို့ဟိုသိရမလားအဲ့ဒါမျိုးလေးတွေဟမ်စာများတဲ့အပြင်မှာသူတို့တက်တာလေသိလားစာချောင်းတွေကတက်တာလေတက်တဲ့ခါမအားပွားတယ်မမျက်မှန်နဲ့ကြာရင်ဒီနှာခေါင်းမှာလေဒီအရာပေါ်တယ်ကွာသိလားပေါ်တဲ့မျက်မှန်ပဲဖြစ်ဒီကုန်းတို့အသက်အရွယ်နဲ့ကြာတော့လေသိလားကောင်းတန်နာတွေ့လားအဲ့လိုနာမည်ဖတ်လိုက်ပြီဆိုတာနဲ့ငွေလာမင်းရေအရန်ချစ်အမြဲအားပေးနေတယ်ဒီကုန်းရေပါတွေ့လားအရန်မြန်တာလေနော်လိုက်တယ်ဗျာ ဒီကွန်ချန်ရှင်းပြီလားနာမည်ခေါ်ပြီးနာမည်ခေါ်ပြီးတော့ကိုဖြိုးအမိအရာကြည့်ရတာလေနော်မြင့်မှန်နဲ့လည်းလာပါတယ်ကျေးဇူးများကြီးတင်ပါတယ်ဒီကွန်မင်္ဂလာပါရဲလားအပင်းနေတယ်ကိုအောင်ကြီးကျေးဇူးများကြီးတင်ပါတယ်ဒီကွန်းဖုန်းခေါ်တာဟုတ်တယ်
အဲ့ဒါကကြတော့ဒီကြော်ညာရိုက်နေရလေကြော်ညာရိုက်နေရတယ်ဖုန်းဟိုဟာလေကန်ဆယ်မဲတွေဖွင့်မယ်မှာဟဲ့ရွှေလေ20သားလားဘာလားပေါက်တာကိုလေ30လားမသိဘူးကွယ်မှတ်တော့မမှတ်မိတော့ပါဘူးအဲ့ဒါကိုအောင်လို့ဆိုပြီးဖုံးဆက်ပေးတာလူသူဂိမ်းစော်နေတာကိုလေဖုံးဆက်လို့ဆိုမိကိုပြန်ဆဲတယ်ဒီကတော့နုပညာသမားတွေကအမြဲတမ်းအဲ့လိုကြီးပါပဲကိုပြေဖြိုးစနီမယယူမောတဲ့မင်္ဂလာပါရှင်ဒီကွန်းကလည်းချစ်ပါတယ်မလေးရှားလာလဲပါလားလဲမဲ့ဟိုဟာလေဒီကွန်းအဲ့ဟိုစင်ကာပူဟုတ်တယ်ဟိုတလောလေးကစင်ကာပူသွားမလို့ဆိုလုပ်ပြီးတော့မှဟိုကားရိုက်ချက်ဝင်လာလိုက်တာနဲ့မသွားလိုက်ရတော့မကောနဲ့နာမည်ခေါ်ပေးဆိုယူရီးယားနာမည်ကြီးဖြစ်နေတာသူများမှမဖတ်တတ်တာလို့စုယွန်းဖြူမင်းကိုတဲ့ဒီကုန်းရေထိုင်းရချီနဲ့ဆွတဲ့ချစ်တယ်ဘာလို့အလားအပေးနေပါတယ်စင်အပေးနေပါတယ်စင်ဒီမှာကျန်ပြောင်းခင်းကျန်အဲ့ဒါပြောင်းမှုတွေကြီးပဲမစားဒါကော်ဖီဘာလေးဒီကတော့ဒီမှာအမြဲတမ်းလာတောက်တာသူရဲ့ကော်ဖီဘာပုံစံကြီးကဘယ်လိုခေါ်သူကလေ blue specialty coffee တဲ့ blue specialty coffee တဲ့ဒါဒီမှာcoffee လေးနဲ့ဒီ coffee ဆိုင်မှာအခုထမင်းစားကြမယ်သူကိုအတိတွေဆိုတော့ကွယ်ထမင်းတွေပါအကုန်လုံးချက်ပြုတ်ပြီးတော့ဟိုဖြစ်တာပေါ့မင်္ဂလာပါရှင်ပြင်းဦးလည်းမှာပါချစ်ကလေးရေတဲလေးပေးတာကျေးဇူးများကြီးတင်ပါတယ်ကော်ဖီလေးမနေ့ကကော်ဖီတောက်ပြီးသွားပြီသူတို့ကော်ဖီဖြော်တာလေအစစ်စစ်တော့ချစ်ကလေးဒီမှာကြည့်ပြမယ်ဒီကွန်းပြမယ်သိလားကော်ဖီယိုလေတောင်းဒီလိုအထုပ်တဲကနေပလက်ဆိုလှုပ်လိုက်တာမဟုတ်ဘူးသွားသိလားဒီမှာကြည့်ကော်ဖီအစင်းစစ်ဒီရနဲ့ဆိုလို့ရှိရင်လေဒီလိုအဲ့ဒါနဲ့ကိုကော်ဖီလေးတွေကိုလေဒီထဲကိုထည့်တာဒါကော်ဖီအစစ်တွေချီလေးတို့ကြားဘူးလားဟိုကလေကော်ဖီကိုလေငရုတ်ကောင်းပင်ရဲ့အောက်ဖက်မှာပေါက်နေတဲ့ကော်ဖီကိုလေနှက်တာအရန်တောက်လို့ကောင်းတယ်ကွယ်ဒါကော်ဖီကြိတ်တဲ့ခွက်ကလေးတွေဒီမှာကော်ဖီကိုသူတို့ taste အနေနဲ့စမ်းသပ်ပြီးတော့လုပ်ရင်ဒါဂျပန်တွေကလာတာတဲ့အဲ့ဒါလေးတွေကိုမြည်ခိုင်းတာလေအိုးပါဇက်ထဲမှာလေခါပြီးတော့လေမျိုးချလိုက်ပြီးတော့ခဏကြာကြာရင်ရှားလေချိုးပြီးတော့တက်လာဒီကုန်းနဲ့မျိုးရတဲ့အဆက်လေးမျောနေမယ်ချန်ရှင်းတဲ့ဥစ္စာလေးတင်ပေးမယ်လို့ဒီကုန်းရဲ့ချစ်တယ်တဲ့ခိုင်စာတက်